ဘာလို့လူငယ်တန်းပေါင်းများစွာကစင်ကြီးရိုနယ်တို့ကိုအိုင်တော်ပြင်တတ်မှတ်ကြတာလဲပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာရှေယိုအိုင်မက်ခွန်ရှေကောအွန်လိုင်းအကျဉ်းကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေလက်ရှိဘောလုံးလောကရဲ့အကောင်းဆုံးစားမတွေဖြစ်တဲ့ဆာကာကာဗရက်စကီလီယာအမ်ဘာပေဗီနီစီယက်ဂါနာချိုရိုဒီကိုစားတဲ့လူငယ်ကျန်ဝဲမြောက်များဟာခရစ္စတာရက်တို့ကိုသူတို့ရဲ့အကြီးမားဆုံးဆံများအပြင်ထုတ်ဖော်ဝန်ခံထားကြပါတယ်ဘာကြောင့်ဒီလို20ရာစုအကောင်ဒါမှမဟုတ်2000ပြည့်လွန်နှစ်တွေမှာမွေးဖွားလာတဲ့မျိုးဆက်တဲ့ကစားမတွေကရက်ဒိုကိုမှသူတို့ရဲ့အိုင်ဒေါအပြင်တတ်မှတ်ကြလဲဆိုတာစိတ်ဝင်စားစရာပါဒီအတွက်အဓိကကျတဲ့အကြောင်းရင်းကတော့ရက်ဒိုရဲ့မလျှော်သောဆွဲလုံးလားနဲ့စိတ်တဲ့အကြောင်းပါပဲဘောလုံးကမှမွေရပါပရမီရှင်တွေအများကြီးရှိပေမဲ့ရက်ဒိုကတော့ပါရမီထက်ဂျိုးစားအားထုတ်မှုကိုအခြေခံပြီးတော့ကမ္ဘာကောင်းဆုံးကစားမဖြစ်လာနိုင်တဲ့ဆိုတာကိုလက်တွေ့ပြသခဲ့သူဖြစ်ပါတယ်ကလေးပေါ်မဒီယာကျွန်းလေးကနေစတင်ခဲ့တဲ့သူ့ရဲ့ခီးစဉ်နဲ့လေ့ကျင့်ကွင်းမှာအားလုံးထက်စောစောရောက်အားလုံးထက်နောက်ကျမှပြန်တဲ့သူ့ရဲ့စီကံရှိမှုတွေဟာလူငယ်စားမတွေအတွက်အကြီးမားဆုံးအားကျစရာဖြစ်လာခဲ့ပါတယ်ပါရီပါရာတက်ပိုပြီးစ조사ရင်ကမ္ဘာထိပ်တန်းရောက်လာနိုင်တဲ့ဆိုတဲ့သက်သေဟာရယ်ဒိုပဲဖြစ်တာကြောင့်ကစားမသစ်တွေဟာသူ့ရဲ့စ조사အားထုတ်မှုကိုပဲစံပြအဖြစ်မဖြစ်မနေယူကြတာပါဒါအပြင်ရယ်ဒိုရဲ့ခန္ဓာကိုယ်ထိန်းသိမ်းမှုနဲ့စီကံစနစ်ကျမှုတွေကလည်းမော်ဒန်ဘောလုံးလောကရဲ့စံချိန်စံညွှန်းတွေကိုပြောင်းလဲပစ်ခဲ့ပါတယ်သူကအစားအသောက်အနားယူမှုလေ့ကျင့်ခန်းစတဲ့အရာတိုင်းကိုတမန်ကစားမတွေထက်ပိုပြီးစနစ်တကျထိန်းသိမ်းခဲ့တာကြောင့်အသက်40ကျော်တဲ့အထိထိပ်တန်းအဆင့်မှာခြေစွမ်းပြနိုင်ခဲ့ပါတယ်ဒီနေ့ကဘောလုံးလောကဟာရုပ်ပိုင်းဆိုင်ရာအားဆိုင်တုံးမှုပုံမမြင်မာလာတဲ့အတွက်လူငယ်ကစားမတွေအနေနဲ့ကစားမတက်တန်းရှည်ရှည်ကြာကြာထိပ်တန်းအဆင့်မှာရပ်တည်နိုင်ဖို့ဆိုရင်ရယ်ဒိုရဲ့နီလန်းနေနဲ့စီကန်းတွေကိုလိုက်နာဖို့လိုအပ်တယ်ဆိုတာကောင်းကောင်းသဘောပေါက်ကြပါတယ်နောက်တဲ့အရေးကြီးတဲ့အချက်တစ်ခုကရယ်ဒိုရဲ့အရေးကြီးတဲ့ပွဲစဉ်တွေမှာဥဆောင်နိုင်မှုနဲ့ယုံကြည်ချက်လွန်ခဲ့တဲ့ mentality ပဲဖြစ်ပါတယ်ချန်ပီယံလိပွဲစဉ်တွေလို့ဖိအားအများဆုံးအချိန်တွေမှာအသင်းအတွက်လိုအပ်နေတဲ့ဂိုးတွေကိုသွင်းယူပေးလေရှိတဲ့သူရဲ့သူရဲကောင်းဆန်တဲ့ပုံစံဟာလူငယ်တွေကိုအကြီးကျယ်လွှမ်းမိုးထားတာပါပွဲစဉ်ရှောင်းဘာမှလုံးမရအောင်ပိတ်ဆို့ခံထားရတဲ့နောက်ဆုံးမိနစ်မှာအနိုင်ကိုသွင်းပြီးပွဲကိုပြောင်းလဲပြစ်နိုင်တဲ့သူရဲ့စိတ်ဓာတ်မျိုးကိုကြိုက်နေတဲ့ကြတာဖြစ်ပါတယ်ဒါအပြင်သူရဲ့ဆူဝီဆိုတဲ့အောင်ပွဲခံဟာလည်းကစားကွင်းတွေမကဘဲကမ္ဘာတဝန်းကအားကစားနေပဲအသီးသီးအထိပြန့်နှံ့သွားခဲ့ပြီးယနေ့ခေတ်လူငယ်တွေအတွက်ဩစာညောင်းတဲ့တင်ကြတာတစ်ခုဖြစ်လာခဲ့ပါတယ်လူငယ်မျိုးဆက်တစ်တွေရန်ဒိုကိုအိုင်တော်ဖြင့်တတ်မှတ်ကြတာဟာတာမန်ဘောလုံးကစားတက်ရုံတတ်ကြောင်မဟုတ်ပါဘူးအခက်အခဲတွေကိုရင်ဆိုင်ကြော်ဖြတ်ခဲ့တဲ့သူရဲ့ဘွားဆက်ကြောင်းတိကျလွန်တဲ့အစည်းကံအမြဲတမ်းပထမပဲဖြစ်ချင်တဲ့နိုင်လိုခြင်းစိတ်နဲ့ကွင်းကွင်းမြေဩစာအိတ်ထီမာတွေကြောင့်ပါမင်းရယ်ဒိုဟာမော်ဒန်ဘောလုံးသမားတယောက်မှရှိတဲ့အရာအလုံးကိုပြည့်စုံအောင်ပုံဖော်ပြခဲ့သူဖြစ်တာကြောင့်မျိုးဆက်တဲ့ကစားမတွေအတွက်တော့ဘောလုံးလောကရဲ့ကြီးမားဆုံးအမှတ်စိတ်နဲ့စံပြပုတ်ကိုဖြင့်ဆက်လက်တည်ရှိနေဦးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ